စီကိုသွားဆုံးနေတာလေရှိဟာဖန်စမြရှင်ပါလေခွင်လေဤလောကကြီးပါဝိညာဉ်တွေပြောင်းဆုံးမသွားစေရယေရှုဖျားခဲ့တဲ့ငယ်လေးပြီဒီကောင်းတော့ဝိငါဟောကြဖို့သူရဲ့သက်တာများပြီးဆက်ဆိုကောင်းလိုက်များဆောင်လို့ကင်းစီတော့သွားဆုံးနေတာI'll